မိတ်ဆွေတို့အနေနဲ့ indoor ရော outdoor ရော super bass အနေနဲ့အသုံးပြုခြင်းနဲ့မိုက်လည်းနှလုံးပါမယ်အပြင်မှာကျွန်တော်တို့ကာရိုဂေဆိုမလားအိမ်ထဲမှာပဲကာရိုဂေဆိုမလားအဲ့ဆိုရင်တော့ကျွန်တော်0အမှတ်တစ်စိတ်ထဲက MT01 လေးနဲ့မိတ်ဆက်ပေးကြပါမယ်ခင်ဗျာသူ့ရဲ့ဒီဇိုင်းပိုင်းအသားနာတော့တကယ်ကိုကြစ်ကြစ်လေးလေးနဲ့ကောင်းကောင်းမွန်ပြုလုပ်ပေးထားတာတွေ့ရတယ်လွယ်တဲ့ကျိုးဆိုရင်လည်းသူကလေဒါကျိုးလေးနဲ့ပြုလုပ်ပေးထားတာတွေ့ရတယ်သူ့ရဲ့အောက်ပိုဝတ်ကတော့60ဝတ်ပဲပြီးသူ့ရဲ့ဘက်ထရီပိုင်းကိုလည်း24,000 mAh အသုံးပြုပေးထားတယ်ဆိုတော့မိတ်ဆွေတို့အနေနဲ့10နာရီထက်အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်ခင်ဗျာဟာကိုဘောက်ဆန်းနေရလားကိုဟာဟုတ်ပါတယ်ဗျာကျွန်တော်မိုက်တွေ့မနေနိုင်လို့ရရှင်းတဲ့ဘုတ်လောက်ဆိုရရလားဟုတ်ပြီလေဟုတ်ပြီရဆိုကျွန်တော်တဘောလောက်ချင်းဆုံးမယ်နော်ဟုတ်ပြီဘယ်ချင်းဆုံးမလဲဒီတော့ချင်းဆုံးဒီမိုက်လေးကိုဆိုလဲကျွန်တော်တို့ဘက်ထရီထည့်ပေးထားရပါတော့ဒီမိုက်ကလည်းနှလုံးပါတယ်ဆိုတော့မိုက်လူစရာလည်းမလိုတော့ဘူးဒီစေးဘက်ထရီကတော့ type C ပေါင်းနဲ့အားပြန်သွင်းပေးရမှာပဲဖြစ်ပါတယ်ခင်ဗျာဒါလေးကိုကြိုက်နေတဲ့လို့ဝယ်ယူခြင်းနဲ့ဆိုတော့ကျွန်တော် Goran 2 Mobile and Electronic Service ကိုလာရောက်ကြည့်ရှုဝယ်ယူဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ